လိုက်အောင် view ရအောင်ဘယ်လိုလုပ်ရမလဲကျွန်တော်လည်းရင်တော့အဲ့ကြောင့်သိကျင်ခဲ့ပူတယ်ဘယ်လို variable ဖြစ်အောင်လုပ်ရမလဲဆိုရင်နီလန်နေ algorithm နေ proof တွေ trend တွေ views တွေအဲ့ဒါနောက်ကိုပဲတကောက်ကောက်လိုက်ရင်ကျွန်တော်ရဲ့နေ့ရက်တွေတော်တော်များများဒီနေရာမှာ server တွေနဲ့ပဲကုန်ဆုံးခဲ့တယ်ဒါပေမဲ့လူတွေရဲ့အကြမ်းအကိုပဲလိုက်နေတဲ့အခါကိုယ်ပိုင်ဖန်တီးမှုရဲ့အသက်ဝိညာဉ်တွေကတဖြည်းဖြည်းပျောက်ဆုံးလာတတ်တယ်တကယ်လက်တွေ့ဘဝတွေမှာကျွန်တော်ထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးရှိတယ် algorithm တွေ view တွေဒါတွေကိုကျွန်တော်ထိန်းချုပ်လို့မရဘူးဒါပေမဲ့ video ရဲ့ quality တွေတော့ကျွန်တော်ထိန်းချုပ်နိုင်တယ်ကျွန်တော် video ကိုကြည့်ရတဲ့သူတွေထဲမှာ 15% လောက်ကပဲဒီနောက်ဆုံးထိကြည့်ကြမှာပေါ့နော်ဆိုတော့ 15% မှာပါရင်ဆိုရင်တစ်ချက်တော့ comment ထဲမှာ let me know guys တကယ်တော့ဒီ video က views တွေကြောင်းမဟုတ်ပါဘူးဘယ်ဟာပို့ပြီးတော့အရေးကြီးလဲဆိုတော့ပြန်ပြီးတော့သုံးသပ်စီတင်တာပေါ့နော်ကျွန်တော်တို့ကတခု upload တော့မယ် video တင်တော့မယ်ဆိုလို့ရှိရင်အများကြီးတွေ့ကြရပေါ့ဟာငါ video ကကောင်းလို့လားဒီများတွေကကြိုက်ပါမလားငါတကယ်ရင်းနေရဘယ်လိုထင်နေမလဲစသဖြင့်အများကြီးတွေ့ကြရပေါ့နော်အဲ့ဒီခေါင်းတွေကအဲ့ဒီအတန်တွေကပဲကျွန်တော်ရဲ့ creativity တွေကိုရက်တန့်ထားတာပေါ့ဆိုတော့ခြားသူတွေရဲ့အမြင်ကိုပြပြထားလိုက်မယ်ဆိုလို့ရှိရင်ဒီမိကုန်းကရှိတာမဟုတ်ပါဘူး